ကြီးရွှေ DIY ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကတော့ပဲကြဆန်အာလူထမင်းနဲ့လေးကိုဝတ်တလုံးကြော်နဲ့ကော်ဖီဟင်းကပူပူလေးချက်ပြီးတော့စားဖြစ်ပါတယ်ရှင်ထမင်းဦးလေးအရင်တည်လိုက်ပါအောင်မယ်နော်ပြီးရင်တော့အာလူလေးပြုတ်ထားလိုက်ပါမယ်ဒီပဲကြဆန်အာလူထမင်းတုပ်လေးကိုတက္ကသိုလ်တက်တုံးကစားခဲ့ဘူးတာဖြစ်ပါတယ်တက္ကသိုလ်ကဆိုရင်မေမျိုးနဲ့နီးတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေနဲ့စနေတနင်္ဂနွေအကြောင်းမရက်တွေမှာမေမျိုးကိုတက်ပြီးတော့မေမျိုးမှာရှိတဲ့ထီးလိုင်ဆိုတဲ့ဆိုင်ကိုအမြဲသွားစားဖြစ်ခဲ့ပါတယ်။ strawberry ပေါ်တဲ့ကာလမှာဆိုရင်တော့အဲ့ဒီဆိုင်မှာ strawberry ဖြော်ရည်လေးရဲ့ပဲကြဆန်အာလူထမင်းနဲ့ရတော့ပင်နိုင်ဆိုင်မှာပဲရှင်။အဲ့ဒီဆိုင်မှာစားပြီးကလေးကကြိုက်သွားတာမလို့အဆောင်မှာလည်းတစ်ခါတရံကိုယ့်ဘက်ကိုချက်စားဖြစ်ခဲ့ပါတယ်။ထမင်းနဲ့ဘိုးအတွက်စီချက်ကိုချက်သွန်မှုစီချက်လေးကိုပဲစနွေးလေးနဲ့စီတက်လိုက်ပါတယ်။ရောင်နေမုန်းကြိုက်လို့ရှိရင်တော့သုံးလို့ရပါတယ်နော်။ချက်သွန်မှုစီချက်လေးချက်သွားပြီးတော့မြေပဲဆန်လေးတွေကိုလည်းကြော်ပြီးထားလိုက်ပါတယ်ရှင်။ပဲကြဆန်လေးလည်းပြုတ်ထားပေးလိုက်မယ်နော်။ပြုတ်ပြီးသွားရင်တော့ကတ်သွားမှာဆိုလို့ရေအေးထဲမှာစိန်ထားပေးလိုက်ပါတယ်ဝတ်တလုံးလေးလဲကြော်ပါမယ်ရှင်ဝတ်သားကတော့ဈေးတွေကဝယ်ထားတဲ့တခါလေးကြည့်ပြီးသားပေါ့နော်အိမ်မှာဂျင်းကုန်နေရမလို့ကြက်သွန်မြူထောင်းထားလေးပဲထည့်ပေးလိုက်ပါတယ်နော်ရတာတော့ကတော့စားချုံမုံနဲ့ခရူးစီလေးထည့်ပေးလိုက်ပါတယ်ဝတ်သားနေပြီးသွားရင်တော့အခုလိုမျိုးလှလှလေးတွေလုံးပြီးတော့ကြော်ပေးထားလိုက်ပါတယ်။ထဲမှာလည်းတခြားကြက်သွားအောင်အယောင်လေးတွေလည်းညီညီလေးနဲ့လှသွားအောင်လို့မီးအေးနဲ့ပဲကြော်ပေးပါတယ်ရှင်။ထမင်းနဲ့တို့ထမင်းတုပ်တို့နဲ့လိုက်ဖက်ဆုံးကတော့ဟင်းကားပါပဲရှင်။ကော်ဖီဟင်းကားလေးတစ်ခွက်လည်းချက်လိုက်ပါအောင်မယ်နော်။ယူနွေးဆူလာပြီဆိုရင်တော့ငပိလေးနည်းနည်းရဲ့ကြက်သွန်ဖြူလေးထားတာလေးရဲ့ကော်ဖီလေးတွေပါထည့်ပြီးတော့ဟင်းရည်အေးတောက်ကလေးလုပ်ပေးလိုက်ပါတယ်ဟင်းကားကိုပြေဆုံးသွားအောင်ငရုတ်ကောင်းမုံလေးပါဖြူပြီးတော့ဆက်တက်ပေးထားလိုက်ပါတယ်ခုဆိုရင်တော့ဟင်းကားလေးကလည်းစင်သင့်ဖြစ်နေပါပြီအားလုံးပြီးသွားပြီဆိုတော့ထမင်းနယ်လိုက်တော့မယ်နော်ထမင်းနယ်ကိုပဲကြဆန်ရဲ့ပြုတ်ထားတဲ့အာလူရဲ့ထည့်ပေးလိုက်ပါတယ်ခုနေပြထားတာကတော့လူနှစ်ယောက်စာဖြစ်ပါတယ်အာလူကိုလည်းအလုံးခက်ကြီးကြီးတစ်လုံးသုံးမိထားပါတယ်ရှင်။ချက်သွန်ဖြူနဲ့လေးတင်းနေတဲ့စီချက်ကလေးလည်းထည့်လိုက်ပါတယ်။စီစီထွေးထွေးလေးစားကြင်တာမလို့ပဲမုံလေးနည်းနည်းလေးထည့်လိုက်ပါတယ်။ရတာအတွက်ကတော့စားဟင်းချုံမုံလေးနဲ့ငမြရိုင်လေးနည်းနည်းထည့်လိုက်ပါတယ်နော်။ပြီးရင်တော့အာလူကိုခြေပြီးတော့အားလုံးသမသွားအောင်နေပေးထားလိုက်ပါမယ်ရှင်။အာလူကိုအရင်ခြေသွားအောင်မခြေဖြစ်ပါဘူးနော်။ထမင်းနယ်နေရင်လည်းတလုတ်တလေမှာအာလူပတ်လေးတွေကိုကိုက်မိတာကအရင်ကိုစားလို့ကောင်းပါတယ်။ထမင်းနယ်တဲ့ခါမှာချင်းချင်းလေးစားကျင်နေဆိုရင်တော့တမယာလေးညှစ်ထည့်ပေးလို့ရပါတယ်နော်။ကျမကတော့အစိမ့်လေးပဲစားကျင်တာမလို့မထည့်တော့ပါဘူးရှင်။ဒီထမင်းနယ်ကအရသာစားကောင်းရနေမဟုတ်ပဲကျမဘွားရဲ့အမတ်တရများစွာရှိနေတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ထမင်းနယ်လေးလည်းရပြီဆိုတော့စားဖို့အတွက်ပြင်ဆင်ပါတော့မယ်နော်။မြေပဲကြော်လေးထည့်ပါမယ်ဝသားလုံးကြော်လေးတွေလည်းထည့်ပြီးစီလိုက်ပါတယ်ညတိကြောက်ကြော်လေးနဲ့တွဲပြီးစားရင်တော့ပိုကောင်းပါရဲ့နော်အိမ်မှာတော့ကုန်နေလို့ပါရှင်နနက်မင်းလေးပါထည့်လိုက်ရင်တော့စားဖို့အတွက်ဆင်သင့်ဖြစ်ပါပြီရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်